ဟုတ်ဒီနေ့အားလုံးမင်္ဂလာပါဒီနေ့ပြန်ဆောင်မြန်ပြီကျွန်တော်ရဲ့ဒီ journey အနေ page ကနေပြန်ပြီးတော့ကြိုဆိုပါတယ်ဒါလေးလဲဆိုတော့ဒီနေ့ကျွန်တော်ကကာတွန်းချောင်းပြောခဲ့တယ်မြန်သာတွပင်းနဲ့ပြည့်စုံခြင်းကြီးကျွန်တော်ရခဲ့ပြီဝေယုံနဲ့တည်းပြီးသွားပြီဒီနေ့ကျတော့မြန်သာတွပင်းနဲ့အတူတူပဲကျွန်တော်တို့ဆွဲလန်းခဲ့တယ်ကြိုက်ခဲ့တယ်ချစ်ခဲ့တယ်စက်ကောင်ကြီးဒီလဲဆိုတော့အမွာညီမ2ယောက်နဲ့ဦးလေးနဲ့ဆိုရင်ဘာပဲဒီလေးဒါတော့လည်းဒီနေ့အကုန်ပြီးပြီနော်မောင်စားဒီမောင်စားလေးစားကြီးပေါ့နော်အခုတောင်ကျွန်တော်တို့ဗာပြလဲဒီကိစ္စဆိုရင်တော့လေးစားကြီးကလုံးဝဝါရင် FA 2000 FA ဒီလဲတောင်ကြောက်ပင်စားထားတဲ့2000 FA ပြင်တာပေါ့နော်သူကအဲ့ဒါသူကကောင်မလေးတို့လိုက်ခေါ်တယ်ကောင်မလေးကသူ့ကိုရှောင်ပြေးတယ်တူမနှစ်ယောက်လေးမွန်ထွေးမွန်ညီမနှစ်ယောက်ကမျက်နှာကြီးပြက်ရတယ်ပေါ့နော်ဒီလေးတော့တမီးတို့မျက်နှာအုံးမဲမတုံနဲ့ဆိုပြီးညီမနှစ်ယောက်ကပြောတာနော်ပြောင်းမြန်ပြင်နေရင်ဒီဘောနဲ့ဒါပေမဲ့ဆရာရဲ့လက်ရချို့ကောင်းတာတော့ဖက်ကတူပဲပြီးတယ်ဆရာလေးလည်းရမ်းလာတယ်ဆရာနဲ့ပြင်မာနဲ့စုံမှုတယ်ကျွန်တော်တို့လည်းကသာမွေရေးတဲ့ခါကျရင်ဆရာပိုးစာကိုပြန်ပြီးတော့ဆရာပိုးစာလက်ရ inspire ယူတယ်ဆရာတွေးယူပြီးတော့မှနော်ဆရာကာယံလေးနေရေးတတ်တယ်ဥပမာဆိုလို့ရှိရင်အဲ့တော့မောင်စာကကောင်မလေးကြောက်ကိုကြိုက်တော့သူပဲပထမကျွန်တော်သင်တန်းတစ်ပုဒ်ပြောနောက်မှအသေးစိတ်ပြောမယ်နော်အဲ့ဒီမှာကောင်မလေးက Europe သင်တန်းဖွင့်တယ် Europe သင်တန်းဆိုအောင်မောင်စာကြီးရတယ်ကောင်မလေးကိုရမ်းချစ်တော့သူအတင်းတန်းကြီးပြကောင်မလေးကိုသူကခေါ်နေတဲ့ခါကျတော့ဒီတင်းတန်းကြီးပြကောင်မလေးရဲ့အချစ်ကိုရဖို့ဆိုပြီးသူဘာလုပ်လဲတင်းတန်းတက်မယ်တက်တော့လဲယောက်ျားလေးဓမ္မခံမိန်းကလေးပဲလက်ခံနေတော့မောင်စာကြီးကဘာလုပ်လဲဆိုတော့မိန်းမယောင်စာK2 တွေပါနေတန်တော့တင်းနေရင်းနေဓာရီဓာရီသူကတက်ပြီးတော့သွားတာသွားပြီးတော့ဟာဒီထဲမှာသူကအလှပြင်လေ့ကျင့်တာပေါ့နော်သူကအလှပြင်လေ့ကျင့်ပြီးတော့ကောင်မလေးကဒါဆိုရင်လည်းမမကိုတဲ့အင်တာဗျူးပြရစီတယ် view ပါခွဲဆိုတော့ကောင်မလေးပြူးကြည့်တာပေါ့နော်သူကလည်းခေါ်တော့တင်းရတယ်ကောင်မလေးပြူးကြည့်တာကိုပြန်လည်းပြုတ်ခေါ်တာကောင်းမှာပေါ့ဒီဖို့လည်းကောင်းတယ်ရှိလဲရှိစရာပေါ့နော်ကောင်မလေးကသူကမိန်းမကြီးအောင်ဆောင်ပြောလို့နှခမ်းတက်လန်ပန်းတက်လန်နဲ့မိတ်ကပ်တွေနင်းကန်အောင်ပြီးတော့သူကလှုပ်ထားတာလေမမနာမည်ပြောပါအောင်ကွယ်ဆိုဟဲတဲ့မမရဲ့နာမည်ကတော့လေအာဂါနန်းဝယ်လျှမ်းပချေဟင်းတဲ့အောက်ကနောက်ကတင်တန်းသူတွေကလည်းဟဲ့လေဘာကြီးလဲဟာလေနာမည်ကြီးရတယ်ကလတ်တက်နဲ့အချင်းစာသားလို့ဘာလို့လဲဆိုသူစားလာတဲ့သူချင်းတွေမူမမှန်ဘူးဆိုတာသိကြတယ်ပေါ့နော်အဲ့တော့ကောင်မလေးကိုအမြဲလိုက်ရှိုးတယ်ကောင်မလေးနဲ့နီးကြပါ aerobic တွေလုပ်ပြီးတော့ကောင်မလေးရဲ့အတော်ကလည်းအဲ့လိုကောင်မလေးရဲ့အတော်ကလည်းသူကခါရအလှမဲ့ဟောင်းကြီးပေါ့လုံးဝအလန်းစရာကြီးပေါ့အဒီကတကယ်ဟိုဂီတာရှိတ်ကြီးပေါ့အသက်ကြီးဂီတာရှိတ်ကြီးအဲ့ဒါမောင်စားလို့သူကတင်တန်းတက်ချင်နေပြင်အောင်သူကပြောပြတာပေါ့နော်မင်းတို့တွေမိန်းကလေးတွေအလှကိုတဲ့အောက်ကနေပြီးတော့အပေါ်ပိုင်းအလှပြည့်စုံပြီဆိုမင်းတို့အောက်ကအလှတွေတင်လေ့ကျင့်ကြရမယ်အောက်ပိုင်းအလှတွေရတဲ့လုံးပြီးတော့တက်လာအောင်နဲ့မင်းတို့တွေဒီ squat ပုံစံမျိုးပေါ့နော်ထိုင်ထားလို့ရမယ်လေ squat တွေလုပ်ပြီးတော့ထိုင်ထားလုံးနာကြီးအဲ့လိုပေါ့လေပြောမှဆိုရင်လမ်းလျှောက်လို့ရှိရင်လည်းဟိုဒီအလှတွေကမင်းလိုက်နဲ့ပေါ်မှာဆိုမောင်စာကြီးကတရွေးတွေညိုချပြီးတော့အမလေးဂလူဆိုပြီးတော့နော်သူကအဲ့ဒါလေးဆရာဖော်အောင်ရေးတာကိုဗီဒီယိုကြီးရဲ့ character ဗီဒီယိုကြီးတိုင်းလို့ပြောတာမဟုတ်နော်ဗီဒီယိုကြီးကခေါ်ကနေကြီးလို့ပြောတာမဟုတ်ဘူးဒီမောင်စာရဲ့ character ကောင်မလေးကိုလည်းသူကရင်းချင်ကောင်မလေးတော့လည်းတက်လို့မရဟိုမိမကြီးအောင်လည်းဆောင်းထားရတယ်ဒီတရုတ်ပြက်တဲ့ကြားတွေကနေဒီမှာခေါ်နေရတာဘူးရအဲ့ဒါလေးဆရာတရုတ်ပေါ်ရေးရတာပေါ့နော်နောက်အဲ့တော့ရပြောပြန်အောင်ဇလန်းနဲ့မမှတ်မိဘူးနော်တားမရနဲ့ထွားမဖတ်ချင်တဲ့လေးယူဖတ်ရှာဖတ်လို့ရဘူးဒီဆရာပြန်ထုတ်တယ်နော်ဆရာပိုးစာကဟို Facebook လည်းတုံးတယ်ပိုးစာဆိုပြီးအင်္ဂလိပ်လိုလိုက်လာတယ်ဆရာရဲ့အကောင့်ရတယ်ဒီလိုခေါ်လို့ရတယ်ဆိုတော့တားမရတဲ့ထွားမကြီးပြောပြအောင်မောင်စာတို့အဲ့လိုပေါ့တင်းတဲ့တက်ချင်ကြီးပေါက်လာအောင်သူတင်တဲ့အောင်ပြီးတယ်နော်အဒီလိုကိစ္စဆိုရင်လည်းတကယ်ကာယလှမယ်ဆိုတာတော့လှတယ်ဆိုတာပြောပြခြင်းနဲ့အပေါ်ပိုင်းလှဆိုလို့ရှိရင်အပေါ်ပိုင်းရင်ချင်းနဲ့အပြည့်စုံနဲ့အောက်ပိုင်းရင်ချင်းကလည်းအပြည့်စုံနဲ့တကယ်ကိုလည်းပထမရောက်သွားတဲ့ကောင်မလေးဆိုလို့ရှိရင်အပေါ်အောက်ပေါ်တော့နဲတိုင်းမဟုတ်လေအဲနေတာလို့ဆိုမှောင်စားရလေဂလူဆိုရင်နော်အမဘာကြီးအဲနာလဲဆိုပြီးဘာကြီးအဲနာလဲပြကျုပ်တဲ့သွေးကြောင်ထွက်ကြတယ်ဆိုနေရာနဲ့တမျိုးလေနေရာနဲ့ဒီဟိုစာလေးတွေးစမ်းမှာဟဲ့အဲ့ကောင်မလေးရောက်သွားတယ်စုဖလားကြီးကိုပြောတာဟဲ့စုဖလားကြီးစုတိုင်းကနဲတိုင်းမဟုတ်လေအဲနာပဲဆိုမောင်စားကြီးကဂလူဆိုပြီးရနော်ဒီလိုမျိုးပေါ့နောက်ဆုံးမှာတော့ပြောချင်တာမောင်စားရဲ့ထုံးစံတိုင်းကောင်မလေးနဲ့ကောင်မလေးရဲ့ချစ်သူကြီးသားရှိတယ်ကောင်မလေးရဲ့ချစ်သူတွေကပိုးရန်အောင်စားပိုးဆိုးသူစားပိုးကြော်သူစားဆိုပြီးနော်ဆိုးသူရန်အောင်ကြော်သူပေါ့ပြောမှဆိုသူတွေရဲ့နောက်ဆုံးမှာဟိုလွဲရတာကြီးပဲနော်မောင်စားကြီးဘယ်တော့ပဲချစ်ချင်နောက်ဆုံးမှာကောင်မလေးနဲ့လွဲတာကြီးပဲဟိုဆရာပိုးကချစ်စရာကောင်းပြီးတော့နော်အဲဒီဇလန်းနဲ့မှတ်မိတယ်တားမရတဲ့ထောင်းမှာဒီတော့ဆရာကာယံလေးနဲ့ရှိခဲ့တယ်နော်ခုနပြောတယ်ခမားနာမည်ဘယ်လိုလဲမမဆိုတာနော်အာဂါနန်းဝယ်လျှမ်းပချေဆိုဆရာဒီနာမည်လေးဒီပြောဖို့ကောင်းတယ်ဒါမှမဟုတ်တက်ရှိတယ်ကာမဖတ်တဲ့သူတက်ရှိတယ်ဒါပဲလေ
သူကအသက်ရှင်ခြင်းဆရာဆိုတော့ပြောစရာရှိစရာဒီလောကမှာစိတ်ညစ်စရာစိတ်ရှုပ်စရာတွေအများကြီးပဲမိခေါ်ပဲရောက်လာတယ်နော်အဲ့ဒါကြီးကိုအဲ့ခံကြိုးလို့မျိုးမဖြစ်ဘူးအဲ့ခံကြိုးလို့တော့ပို့လာတယ်မျိုးတို့ကလုံးဝငယ်တုန်းကတင်တယ်ပိုက်သမန်ဒီကနေ့ပိုက်ပြီးနော်ဒီဘောင်းပြန်သွားတာဘာလို့ရုပ်ပြဖတ်တဲ့ပေါ့ပုံလို့အဲ့မှာမောင်စားနောက်တစ်ပုတ်ကြီးရလာကြတော့ငါခုကျွန်တော်ပြောပြရအောင်နော်ဒီဇက်လိုင်းရဲ့နာမည်ကတားများတဲ့ထမောနောက်တစ်ပုတ်ကကျတော့ EPC me EPC me ဆိုညီမလေးရ E ရယ် EP ရယ် C ရယ်me ညီမလေးပေါ့လုံးလေဒီဘက်မောင်စားကြီးကတယောက်တည်းရပဲခေါ်တာဟိုမချောလေးရကိုတည်းရပေါ့နော်ညီမလေးယောက်ကိုလိုက်ခေါ်တာညီမတွေကလည်းအဲ့လိုပေါ့လှပရောအဲ့ဒီကကျွန်တော်တော်ဆိုလို့ရှိရင်အဲ့ EPC me တွေက EP P ဆိုရဲမင်းသမီးရဲ့ရုပ်နဲ့ကျွန်တော်တို့အတော်နဲ့သွားတူတယ်အတော်ကျွန်တော်ကလည်း P ခေါ်တော့ဟဲ့ငေါဘာလို့လဲလူကြီးတို့တော့လိုက်ပြီးတော့ဘာလို့ဟဲ့မလားမဟုတ်ဘူးအနေတော့ဒီကာတွန်းဖတ်ကြည့်ရတယ်မှာ EPC မိကသူခေတ်တော့ခေတ်စားတဲ့ဘော့ဟဲလာကြီးနားမှာပန့်ကေလာဒီနားမှာကောက်နေဒီနားမှာအတွန်းတော့ဒီနားမှာလက်ထင်မှာပလေးလေးတက်လာတယ်ဒီနားမှာပေါ့အကြီးဖွားဖွားတာဒီနားမှာပွားကြီးနှစ်ခုပေါ့ဒီနားမှာလည်းအတွန်းလေးEPC မျိုးလေသူအလိုပဲလိုက်ခေါ်နေတော့ဆိုမှ EPC မျိုးတော့ယူရရပါအဲ့လိုပဲပိုးကြော်သူစားပိုးရန်အောင်စားပိုးဆိုးသူစားပိုးနေအောင်စားအဲ့လိုမျိုးပေါ့။သူချိန်လိုက်တဲ့မြလုံးဝပြင်းပြတော်ကြီးပဲပါတဲ့အကြောင်း EPC မျိုးဆက်လိုက်နော်။နောက်တစ်ခါကျတော့ဇလန်းကိုအဲ့မှာမောင်စားသူက fashion ကြတဲ့ကောင်မလေးကိုကြိုက်မိတာသူကလည်း fashion တွေထင်တာဘာကြီးလဲဆိုတော့စောင်းချမ်းကြီးတဲ့တွေကိုခြုံထားပြီးတော့သူကလေသူ့ရဲ့ဒီမနေ့ကလေးဘာဆိုင်ခင်များမိလဲဆိုတော့ဒီလိုဒီ fashion ဖြစ်နေနေကြတာမပြောနဲ့ငါအခုထင်တဲ့ fashion လေးရဲ့ဆောင်းချုံတာတွေ့တယ်နော်တာမမို fashion နာမည်ကိုကြည့်လိုက်တယ်ဇလန်းနာမည်ကဟိုငါရဲ့ဒီ fashion နာမည်ပါလို့ဆိုမောင်ချုံလက်မတုံနဲ့တော့တွေ့တာဘလောက်မှလည်းဒီလိုဒီမှာဟာလေးရစားတယ်ပေါ့ဒီလိုပြေးပါပြီဒီလေးရတော့ဒီကေပါပဲပေါ့နော်ကောင်မလေးအတွက်ဆိုရင်ဘလောက်ပြန်ပြန်ဟိုဒီမှာတို့အတွက်ဆိုရင်မုံဘူးမသက်တာဘူးဆိုတော့ဒီမလာတဘာမဟုတ်ပါလားနော်ဒီမှာနှစ်ယောက်ကပြောတာပေါ့နော်မ EPC မိမှာလည်းသူဒီလိုပဲကွယ်တော့လွဲသွားတယ်နော်နောက်ပြီးတော့သူဘာဖြစ်လဲနောက်ထပ်ဇလန်းတစ်ပုဒ်လည်းရှိသေးတယ်နော်ဆရာတွတ်ပြီးနဲ့ပိုးစားတယ်ကျွန်တော်အပြိုင်ဖတ်တော်လေးဒီကနေ့တွတ်ပြီးနဲ့အားယူရောမှာဆိုတော့နော် EPC မိဖတ်ရတယ်နောက်ပြီးတော့ခါစားတော့နောက်တော့ fashion တစ်ခုလာပြန်ပါဆို plastic စတယ်ဒီကိုလုံးကိုကြည်ကြံလွတ်ထားတာမောင်သားကြီးရေးစားကြီးอ่ะ plastic ကြီးကြည်နေတဲ့ဟာနေတော့တွေ့လာတယ်ငါရဲ့ fashion နာမည်မျိုးသိကြလားဘာလဲပြောပါအောင်ဆိုဒီမှာနေတော့ဦးအိုက်တော့ညာတဲ့ညာကြီးငွေဦးရာကြီးလမ်းရှာပြီးဆိုလို့ဒီမှာနေနှုတ်ဖို့ရရတော့ပါပြီလေးရတယ်ငါရဲ့ fashion မျိုးသိကြမယ်သူကဒီလို fashion ကြတဲ့ကောင်မလေးကိုခေါ်ဖို့ဆိုရင်ငါလည်း fashion ကြမှာရမယ်ဆိုတော့ဒီနေ့မောင်သားကြီးကခေါ်တယ် fashion လည်းဆရာဘိုးတော်ရန်အသေးစိတ်ကြတာနော်အဲ့ခေတ်နဲ့ခေတ်စားတဲ့အဝတ်စားတွေဆိုတာရမ်းဆွဲနေတာမိကလေးတွေ hair style ရောအကုန်ဆရာဘိုးတော်ကြီးခေတ်ရှိပြီးခေတ်ရှိပြီးအတွေးရောအရေးရောခေတ်ရှိပြီးတာပေါ့နော်အဲ့မှာဘိုးစားကြီးကကောင်မလေးကိုတော့ခေါ်ရင်ကောင်မလေးအထင်ကြီးအောင်ပြီအဲ့ကောင်မလေးရှိတဲ့လမ်းနဲ့ပြင်တာသူ့ plastic အကြည်သားယူအင်ကြီးချုပ်လိုက်တာအဲ့ထဲမှာဆိုကြက်သားဝက်သားစိတ်သားတွေဝယ်ထည့်လာပြီးသူကအဲ့လိုပေါ့လုံးဝလမ်းပြတာနော်ဟုတ်ကဲ့ငါရပါရင်ပြန်တာတော့ဖတ်မြေတင်းနေကြည့်ပြီးအားပြီးဒီလိုတင်နေစက်ခတ်လေးလုပ်ပေးနေပို့ပြောတာပေါ့နော်စက်ခတ်လေးလုပ်မှကျွန်တော်အခုစက်ခတ်ဘာမှမရဘူး40ကျော်လို့ရှိအဲ့ဒါတလားကျော်ဒါပြန်မမီဘူးအဲ့မှာတော့ plastic ထဲမှာ plastic အဲ့အကြည့်ထဲမှာကြက်သားဝက်သားတွေကိုထည့်ထားတာတော့ဈေးကနေတော့ကောနဲ့တော့ပြန်လာအဲ့ဒီစင်းရသားရက်ွက်တစ်ခုဖြန့်မယ်ပေါ့အဲ့လိုဟိုဘယ်လိုပြောလဲအဲ့လိုပေါ့ဒီဥထူတဲ့ရက်ွက်လေးပေါ့လေရက်ွက်လေးကမှလို့လူကြီးဘိုက်စာနေထိုက်ပေါ့သမင်းစားချိန်ဆိုတော့ဟိုလူကြီးတွေးနေတာသူအကြည့်ပြတာမောင်စာကြီးကပြန်လာတယ်နော်ဒီချိန်ကောလည်းဟင်းချက်မှလည်းချိန်စောင့်နေတော့လေဒီချိန်မှာပေါ့ကြက်သားတွေကတော့ငါလုံးဝလည်းတွေ့ရငါဆွဲစားမှာနောက်ကြောက်ကလည်းရှင်းရပါဦးသေးတယ်ကျမတို့စိတ်သားတော့မဲသားလို့တွေ့သွားတယ်ကျမတော့
ပြရတင်ထားမဆိုင်မဲ့ဆိုပြီးလူတွေကပါဖိုင်ရန်စာနေကြရက်ွက်တကူဒီဖြတ်လာတယ်ပေါ့နော်ဟိုအဲ့လိုမျိုးခုနစဉ်းစားဆိုတော့ရိုင်းသွားပြင်ပါနော်အဲ့လိုမျိုးပေါ့အရန်စာလောင်းနေတဲ့ဒီလူတွေရှိနေတဲ့ရက်ွက်တွေကသူဖြတ်ရမှာပေါ့ဆရာတို့ပြုတ်ပေါ်တာအဲ့ဒါဖြတ်လဲဖြတ်ပေါ့လူတွေကပါဖြစ်တယ်သူ့တွေဟိုလူကြီးသားနဲ့စက်သားဝတ်သားစိတ်သားတွေကိုလုံးဝဒီအဲ့ထဲမှာထည့်တာဓာတ်ဟင်းငေါင်းနဲ့ထည့်လို့အောင်ရဆိုတော့မောင်စာကြီးကိုဝိုင်းပြီးလူကြအောင်မောင်စာကြီးအော်ဟစ်ပြီးတော့ဖြစ်တယ်ဟိုတားပြီးမှဆိုလူများတော့နိုင်သွားတာပေါ့နော်သူလောက်တာတော့ဟိုလေအဲ့လိုပဲမထော်မနှမ်းကြီးဖြစ်တဲ့အခါကျလူတွေကသူ့ကိုလူချင်းပြန်ပေါက်ပြီးတော့အဲ့ဒါနဲ့သူဘာဖြစ်လဲအိမ်ကို i plastic fashion ကြီးရွေးပလဲပြီးတော့သူကပြန်အောင်လာပြီနော်ဒီမတွေကဒီလေးကတော့လောက်ပြီးဒီမှာခေါ်ချက်မှာတော့ဒီလေးကြီးကတော့စံပါပဲရှိတယ်နော်ဒီတူမ2ယောက်ကသူ့ကိုပြန်ထင်းရတယ်လို့ပြောတာသူကထင်းရမှာကြောင်လေးတွေမွေးတဲ့ကောင်မလေးကိုသူကြိုက်မယ်ဆိုကောင်ကြောင်လေးအတင်းမွေးတူမတွေကတန်ခံနော်ခွေးချစ်တဲ့ကောင်မလေးရဲ့ကြိုက်ပြီးတော့တကယ်သူကမချစ်နေပဲနဲ့လူကိုချစ်တာသူချစ်တာနော်ကောင်မလေးများသူ့ကိုဟိုဦးစားပေးမလားဆိုပြီးတော့ခွေးချစ်အောင်နေဆောင်ပြီးခွေးတွေမွေးကြောင်တွေမွေးအဲ့ကြောင်မလေးကြောင်ကောင်းကြောင်မွေးတဲ့ကောင်မလေးရဲ့ဖေးလေးအမေလေးတော်နဲ့သူကပတ်ပြီးရန်ဖြစ်ဇာပိုးစာဟာစပယ်ရှယ်ရေးနိုင်ခဲ့ပါတယ်နော်ပတ်တူးလာမယ်ဇာပိုးစာပတ်တူးမှာပါလာမယ်ဆိုတော့မောင်စာအကြောင်းလည်းပြောမယ်နောက်ပိုးချစ်နေအဲ့လိုပဲခေါ်တဲ့နော်ဒါပေမဲ့ပိုးချစ်ကမောင်စားကြကျွန်တော်တို့လိုပိန်ချောင်းချောင်းလေးဒီနားမှာနှကမ်းမွေးလေးတစ်ပင်နဲ့ရှိရနော်မောင်စားရေးချိုးအောင်လည်းပိရှိရှိဒီလေးပိုးချစ်ကကြဗလာကြီးလုံးဝဝိတ်တာကြီးနော်သူကလည်းအဲ့လိုပဲရွှေပုတ်ဆိုတူနဲ့တူမနဲ့2ယောက်နဲ့နေတာအဲ့ဒီအကြောင်းလေးပတ်တူးမှာပြောပြဒီနေ့များကျမှလည်းအပြပါရောဒီလိုများပြောအင်းဆုံး